အားလုံးမင်္ဂလာပါအဲ့မှာကျွန်တော်တို့666တဲ့အားလေး3ချိန်မှာတစ်ခွက်တင်ပေးမယ်ပေါ့နော်666တဲ့အားလေးပေါ့နော်666တဲ့အားလေးတစ်ခွက်တင်ပေးမယ်666တဲ့အားရန်ချင်းဒီကနန်းနှစ်ကွက်ရန်လို့ရတယ်ပြန်ကြဖြစ်နေပေါ့နော်တို့ပေမဲ့ကျွန်တော်ကတော့ပြန်ကြကိုတော့တိတ်နည်းနည်းအကြိုက်နေတယ်ပေါ့နော်အကြိုက်နေတယ်အကြိုက်ဆုံးကြီးတော့မဟုတ်ဘူး666ကိုကျွန်တော်အဓိကပြချင်တာကလေကဲလူဆောက်မယ်ဗျာလူဆောက်ပြီးတော့ကျွန်တော်ဒီဥစ္စာလိုက်ကကျွန်တော်ပြောပြီးပြီနီးရင်3လုံး1ချင်းတင်ပေးမယ်ကနန်း3လုံး1ချင်းကနန်း3လုံး1ချင်းရဲ့အခုပြတဲ့ထက်မှာထိပ်စီတစ်လုံးတော့ပါမယ်ဒါပေမဲ့ကိုထိပ်စီပေါ့နော်ကိုထိပ်စီပါမယ်ကြံ့ရင်ကစားလို့ရတယ်နီးခါမှကျွန်တော်ကနန်း3လုံး1ချင်းတင်ပေးမယ်လို့ပြောပြီးပေါ့နော်ချက်ထွက်ဖို့2ရက်အလိုလောက်တင်ပေးမယ်ပေါ့နော်အားလုံးကရွေးပြီးသားပါရွေးပြီးသားဆိုတော့ကျွန်တော်ဒီကိုကအောင်မန်ပါအောင်ကိုအောင်ရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ဥတီချက်နဲ့ရှာနေတယ်ဖြစ်တဲ့အတွက်ကြောင့်ဥပမာအထိုင်တစ်လုံးရရင်တောင်မှတစ်ဖက်ကနေဗက်စုံတောင်းဆိုကနေပေါ့နော်လိုက်ပြီးတော့ချိန်နေရတော့မင်္ဂလာပါရောနခမောင်ချိန်နေရတော့နည်းနည်းလက်ရှိုးနေမယ်အကြိုက်ဆုံးကဒီ6နှစ်ကိုထွက်ပြီးကြတဲ့ကဝမ်းချင်းရပြီးသားကြီးကျွန်တော်ပြောခဲ့ပါတယ်နော်အဲ့တော့နီးမှပဲတင်ပေးမယ်အဲ့ဒီဝမ်းချင်းဦးနဲ့ပဲကိုကအထိုင်ရှားပြီးတော့အထိုင်ရှားနေရပေါ့ဒီနေ့တော့အထိုင်တစ်လုံးကအကြိုက်တွေ့သွားပြီကျွန်တော်မန်ပါ Messenger group ထဲမှာလည်းစာရေးတင်ထားတာပဲလीနော်အကြိုက်တွေ့သွားပြီအဲ့ဒီဝမ်းချင်းကကနန်း3လုံးဝမ်းချင်းကနေရင်ပြမယ်ပေါ့နော်တကယ်လို့အလောင်းကနန်းကစားတဲ့ဒီဘက်က3D ကျွန်တော်ရဲ့အမာခံပြိတ္တဝါသနာရှင်တွေလည်းအဲ့ဒီကျွန်တော်ပြောတဲ့3လုံးဝမ်းချင်းကနန်း3လုံးဝမ်းချင်းကို3လုံးကစားရင်ပြီးခဲ့တဲ့ပွဲရလို့ဆိုရင်ကျွန်တော်209ဆိုပြီးမန်ပါကတ်ထဲမှာဝမ်းချင်းကိုထိပ်စီကတော့မလာဘူးကိုကသူကအပိတ်ကဖြစ်သွားတယ်ပေါ့နော်209ဝမ်းချင်းညာရှိကတလို့ကစားပေါ့ဆိုပြီးရေးထားတယ်အဲ့တော့3လုံးခွာလောင်းတဲ့လူကြတော့လေအမျက်ပေါ့ဟုတ်လားသူက69ဟို29တွဲသွားတာလို့ခွန်ကပြုတ်ပြီးတော့29တွဲသွားကျွန်တော်ကမန်ပါကတ်မှာခွန်နေကင်ပလိုက်တာ6ခွန်အတွဲ6ခွန်နေအောပလိုက်တာအဲ့ဒါမျိုးသူက6ခွန်မတွဲဘဲနဲ့9နှစ်တွဲသွားတာပေါ့နော်အဲ့တော့ဒီဘက်ကဒီဟာပြမယ်ဗျာကျွန်တော် like ကလေးတွေအသေးလေးတွေကြည့်မယ်ပေါ့နော် like ကလေးတွေအသေးလေးတွေကြည့်မယ် like ကလေးတွေလက်မလေးတွေအသေးလေးတွေပေးပါအောင်ကျွန်တော်လူဆောင်ရင်းနေပေါ့နော်ကျွန်တော်ဒီဘက်ကိုတင်ပေးတယ်ဩဟုတ်ကဲ့ပါမကျူဟုတ်ကဲ့ပါပရိတ်ကြိုက်တယ်ခွန်ပရိတ်တုံညာပရိတ်
ကျွန်တော်အခုအဲ့နီးစောင့်ကြည့်ပါနော်ကြိုက်တဲ့ဆိုကစားပေါ့ကျွန်တော်3လုံးဝမ်းချင်းတင်ပေးမယ်အဲ့ဒီတစ်ပတ်အဲ့3လုံးဝမ်းချင်းဆိုလို့တော့ကျွန်တော်တို့က4ချိန်မှာ share ပြင်းရမှာပေါ့ဗျာနော် share 4ချိန်အတွက်လည်းရပြီးသားဖြစ်တယ်ဒီ3ချိန်မှာကျွန်တော်ပြောတဲ့ဝမ်းချင်းကြသွားပြီဆိုဟုတ်ကဲ့မင်္ဂလာပါတခါကြီးတင်မဗျာလက်မလေးတွေအသေးလေးတွေပေးပါအောင်ဗျာကျွန်တော်လူလေးနဲ့စောင့်မယ်လိုက်မလွတ်တော့လဲလိုက်မလွတ်ဘူးလားဆိုပြီးတော့လာမေးကြတယ်ဗျာအဲ့တော့ညော်နေတဲ့ပြိသက်တွေအတွက်ကျွန်တော်ဒီနေ့ည966တကွက်နဲ့တင်ပေးလိုက်မယ်ပေါ့နော်အဲ့ဒီ966ကကျွန်တော်တို့ဒီကနေလေကျွန်တော်ချောင်းမယ်ဆိုတဲ့ line ကနေဒီမှာကျွန်တော်တို့930လို့ဒီလိုလေ315လို့ဒီလိုမျိုးလှဲတာ3ကတ်ရှိတယ်ရှိပြီဆိုတာနဲ့သူ့အောက်ကိုသူက frame တည်ခဲ့တာကကောင်းလို့သူ့အောက်ကိုကြားတဲ့ကဏ္ဍဟာပေါ်1ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်မြောက်ကကဏ္ဍဖြစ်တယ်သူ့ပေါ်မှာ break လေးပုံသေးခံတယ် break လေးပုံသေးခံပြီးခါမှသူကဒီဇောင်းဖြတ်ပေါင်းခြင်းဒီဇောင်းဖြတ်ပေါင်းခြင်း9ဒီဇောင်းဖြတ်ပေါင်းခြင်းသူက9နဲ့တဘိုးတူတယ်ဒီလိုတစ်ဆိုရင်ဒီလိုတစ်ပေါ့ဗျာဟုတ်လားဒီလိုဇောင်းဖြတ်ပေါင်းခြင်းသဘောတရား9ပေါ့ဗျာဒီလိုဇောင်းဖြတ်ပေါင်းခြင်း9အဲ့ဒီ9ကြောင့်သူက break လေးကပုံသေးခံတာအဲ့ဒီအောက်ကကဏ္ဍဟာ6ချိန်မြောက်ကိုလိုက်ထွက်တော့9နောက်ပိတ်ရဲ့အောက်ကိုထွက်တယ်ပေါ့ပထမ2ကတ်မှာသူက315လို့ရိုက်ထားတဲ့အတွက်ကြောင့်ကျွန်တော်ကဆက်ပြီးတော့ဇွဲမလျှော့တန်းလိုက်ခြင်းဖြစ်တာပေါ့နော်အဲ့တော့ဒီမှာလဲ315လို့လှည့်ပြီးဆိုတာနဲ့သူ့အောက်ကိုကြားတဲ့281ဆိုတဲ့ကဏ္ဍဟာ1 2 3 4 92 24ချိန်ကကဏ္ဍ24ချိန်ကကဏ္ဍ9 6 9 8 9အပေါ်9ချိန်မြောက်ကကဏ္ဍသူ့ပေါ်မှာ break လေးပုံသေးခံပြီးတော့ဒီဇောင်းဖြတ်ပေါင်းခြင်း9ဒီဇောင်းဖြတ်ပေါင်းခြင်း9အဲ့လိုဖြစ်တဲ့ကဏ္ဍဟာ break လေးပုံသေးခံတယ်နော်အဲ့ဒီ315လို့လှဲတဲ့အောက်ကိုသူကပြန်ကြတယ်လိုက်ထွက်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာကလည်းဒီနှစ်မှာ315လဲပြီ3ကတ်တွေကတော့သိတဲ့အတိုင်းပဲ3ကတ်ကတော့အညီမလို့ဘူးအငိုက်မှာထလုံးမှာအဲ့တော့သူ့အောက်ကိုကြားတဲ့ကဏ္ဍအပေါ်9ချိန်မြောက်ကလည်းပြန်ထွက်မဟုတ်ဘူးမဟုတ်တော့ကျွန်တော်ကဒီနှစ်ထက်ကဏ္ဍတစ်ခွက်ဟာနောက်နှစ်ကို9ချိန်ကိုလိုက်ထွက်ဆိုပြီးဖော်မွေးပုံစံအဲ့တော့ဒီအပင်ကိုဘာလို့လုပ်လဲဆိုတော့ break လေးလို့ဖြစ်တယ်ဖြစ်ပြီးရတဲ့သူကဒီဇောင်းဖြတ်ပေါင်းခြင်းကိုဟိုမှာကြတော့9တွေနော်2ကတ်ဆိုတော့ပုံစံတူလောက်တာ9နှစ်ခုထပ်တာဒီမှာကြတော့သူက6ဖြစ်သွားတာအဲ့တော့3ကတ်အမြင်နဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ315လို့လှဲတဲ့နှစ်ထဲကကဏ္ဍ315လို့လှဲပြီးတာနဲ့သူ့ရဲ့နောက်မှာ6ချိန်မြောက်ကဏ္ဍလိုက်ထွက်တယ်ပေါ့ဗျာနော်အပေါ်6ချိန်မြောက်ကကဏ္ဍလိုက်ထွက်တယ်ဆို6ချိန်မြောက်ပြန်ကြသဘောပေါ့နော်သူ့မှာ break လေးပုံတိုင်ခံပြီးတော့ဒီဇောင်းဖြတ်ပေါင်းခြင်းဒီဇောင်းဖြတ်ပေါင်းခြင်း9နဲ့ပြန်ဖြည့်ထားတဲ့ကဏ္ဍအဲ့ဒီကောင်က6ချိန်မြောက်ကိုလိုက်ထွက်တော့ဒီမှာက break လေးရဲ့အောက်ကကဏ္ဍ break လေးပုံသေးဖြစ်ပြီးတော့ဒီဇောင်းဖြတ်ပေါင်းခြင်း9ဒီဇောင်းဖြတ်ပေါင်းခြင်း9ကြောင့်အဲ့ဒီမှာလိုက်ထွက်တော့3ကတ်အမြင်နဲ့ကြည့်9နောက်ပိတ်ခံပြီးကမှသူကလိုက်ထွက်တယ်ဟုတ်တယ်နော်အဲ့တော့ဒုတိယကတ်မှာလည်းကျွန်တော်တို့ကသူ့အပေါ်1ချိန်2ချိန်3ချိန်4ချိန်315လှဲပြီနော်ဒီမှာ315အဲ့တော့ဒီ9နောက်ပိတ်ယူမှာဘာကြောင့်လဲ1ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်မြောက်မှလာဖြစ်ပြီဖြစ်တော့လေသူ့ပေါ်မှာ293က break လေးဖြစ်တဲ့အတွက်ကြောင့်ဒီဇောင်းမြတ်ပေါင်းခြင်းလေသူကပုံတူ9ဒီဇောင်းမြတ်ပေါင်းခြင်း898ပုံတူ9အဲ့ဒီကဏ္ဍနောက်9ချိန်မြောက်ကိုလိုက်ဆင်းထွက်တော့9နောက်ပိတ်ခံပြီးကမှသူကထွက်တယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာသူ9ချိန်မြောက်ကကဏ္ဍပြန်မထွက်သေးဘူးမထွက်သေးတဲ့အတွက်ကြောင့်ဒီ315လဲတာနဲ့ကျွန်တော်တို့ကဒါ303တဲ့3ကပ်ပုံစံနဲ့ဟိုကယူဆခဲ့တယ်လို့လေဒီနှစ်ထဲကဒီကောက်ရဲ့နောက်မှာ9ချိန်မြောက်ကိုလိုက်ထွက်ရမှာဆိုတော့သူ့ဘောကကဏ္ဍလဲဖြစ်ဖို့များတယ်ဒါမှမဟုတ်ဒီနေ့ထဲကကဏ္ဍလားတပတ်တစ်ခွက်ဖော်မွေးအဲ့ဒါဆိုရင်သူ့ဘောမှာ break လေးကဒါနောက်ဆုံး break လေးပဲသူ့ဘောမှာ break လေးမရှိတော့ဆိုတာ908ဆိုတော့ break လေးအဲ့တော့ဒီဇောင်းမြတ်ပေါင်းခြင်း9ဒီဇောင်းမြတ်ပေါင်းခြင်း9ကိုဒီကောင်ကနေ9ချိန်ပုံသေးစင်တိည315လှည့်ထားတဲ့ frame ကြောင့်နော်1 2 3 4 5 6 9ချိန်မြောက်ကိုကျွန်တော်က966ကိုထိုးခြင်းတယ်ပေါ့နော်ကိုထိတ်ကိုတော့ကျွန်တော်ကြိုက်လို့တင်ပေးလိုက်တယ်ဘာကြောင့်လဲသူကဇောင်းဖြတ်ပေါင်းခြင်း9ထပ်ချင်းကြောင့်ဒီမှာ9နောက်ပိတ်ခံထားလို့ကျွန်တော်ကဒီအောက်ကိုလိုက်ပြီးတော့တစ်ချက်966ကိုဖမ်းကျင်တယ်ပေါ့နော်အဲ့ဒါဆိုရင်အဲ့ဒီ line နေလားဆိုတော့မဟုတ်သေးဘူး
ရန်ရင်တော့ဒီပြန်ကြနှစ်ကွက်ရန်ပေါ့နော်ပြန်ကြနှစ်ကွက်ရန်ပြန်ကြနှစ်ကွက်ရန်ဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကကျွန်တော်ပြောခဲ့တယ်လေခဏလေးလှုပ်စီနှုတ်စီဒီမှာကလင်နာမှာ289လို့ခါထောင်တာနှစ်ကတ်ရှိတယ်အဲ့ဒီလို289ထောင်တာနဲ့သူ့ရဲ့8နှစ်ထဲမှာသူက298လို့ဇောင်းထိုးတယ်298လို့ဇောင်းထိုးပြီးတာနဲ့အဲ့ဒီရဲ့နောက်နှစ်ထဲမှာခွန်နောက်ပိတ်ကတစ်လုံးပဲကြာခဲ့တယ်298ရဲ့နောက်မှာ298လို့ဇောင်းထိုးတယ်နော်ခွန်နောက်ပိတ်ကတစ်လုံးပဲကြာခဲ့တယ်အဲ့လိုကြာပြီးတာနဲ့အဲ့ဒီခွန်နောက်ပိတ်နဲ့4ခုခွန်ကနန်း4ခုခွန်ကနန်းနောက်နှစ်ကိုလိုက်ထွက်တယ်ဒီကောင်မှာနောက်နှစ်ကိုလိုက်ထွက်တယ်ပေါ့နော်သူမတော်ခဲ့ရင်ဘာကြောင့်လဲဆိုတော့ဒီ298လို့လှဲတယ်လှဲပြီးတာနဲ့သူကသူ့နောက်မှာခွန်နောက်ပိတ်တယ်တော့အဲ့ဒီခွန်နောက်ပိတ်ကအဲ့ဒီတည်းမှာတစ်လုံးမထွက်တာအဲ့ဒီ4ခွန်နောက်နှစ်ကိုလိုက်ထွက်တယ်သူအဲ့ဒီလိုမထွက်ခင်သူကဒီ298ကိုအဲ့ဒီနှစ်ထဲမှာပဲနောက်နှစ်မှာဒီ298နောက်နှစ်မှာ289ဆိုပြီးတော့ပြန်ထောင်းတာနှစ်ကတ်ပဲရှိတာချိတ်ဆက်တာဒီ298ကတော့သူကဒီ395နေရာမှာထုတ်ရင်3ကတ်ရှိတယ်ဗရိတ်နှစ်ပုံသေးတွေကစားထားတော့အဲ့တော့298လို့289လို့ပြန်ထောင်းခဲ့တာနော်ခွန်ပိတ်ကဒီမှာတစ်လုံးပဲရှိတယ်အဲ့ခွန်ပိတ်နောက်နှစ်ကိုထွက်တယ်နော်အဲ့တော့ဒီမှာကလည်း298လို့ခါထောင်ထိုးတယ်နော်ခါထောင်ထိုးပြီးမှဗရိတ်ကနှစ်ပဲနော်ဗရိတ်နှစ်ဒီမှာ तू က298ဒီမှာကတ်ထိုးတယ် तू ကဟိုမူကွဲတာဒီနားမယ်298နှစ်ပေါ့နော်ဒီမှာ3995ထည့်လိုက်ကို3995ဒီနားလဲယူရ298လို့ဒီမှာထိုးခဲ့တာကို3995ကိုခါပေါ့ဒီနေရာဒီ3995ဒီနေရာလဲယူရသလိုဒီနေရာမှာလဲ तू ကဇယိုက်2မျိုးနဲ့ထွက်နေတယ်အဲ့တော့ကလဲစားလို့ကောင်းတာပေါ့အဲ့တော့ဒီကိုခါယူလိုက်298လို့စောင်းတယ်စောင်းပြီဆိုတာနဲ့သူ့တောက်မှာဗရိတ်နှစ်ပုံသေးတယ်တာနော်ဒီဗရိတ်နှစ်တွေကလည်းသူလှုပ်လှုပ်ထားတာရှိသေးတယ်ကျွန်တော်နောက်ကြုံရင်ပြောမယ်298လို့စောင်းတာနဲ့ဗရိတ်နှစ်ဒီမှာ298စောင်းတာနဲ့မှာ6နှစ်ဒီနှစ်မူကပြန်ချိတ်ဆက်တယ်နော်အဲ့တော့ဒီမှာကျတော့လေသူက298လို့စောင်းတယ်ဒီနှစ်မူကျတော့သူကခွန်နောက်ပိတ်နဲ့ခွန်နောက်ပိတ်ဇရာနဲ့သူကလောက်တာခွန်နောက်ပိတ်လို့ပုံတူထွက်တော့အဲ့ဒီခွန်ကအဲ့ဒီနေမှာတစ်လုံးမထွက်တာခွန်အပိတ်ပြောတာနော်ခွန်အပိတ်ကတစ်လုံးမထွက်တာဒီမှာကျတော့သူကတမူကိုနောက်ပိတ်တွေကများတယ်အဲ့ကြောင့်မလို့ဒီကဏ္ဍလိုက်မထွက်ဘူးဒီမှာကျတော့ခွန်နောက်ပိတ်ကတစ်လုံးမထွက်တာအဲ့ဒီခွန်နောက်ပိတ်686ခွန်ဟာနောက်နှစ်ကိုလိုက်ထွက်ခဲ့တယ်နော်နှစ်ကအဲ့ဒါဘာကြောင့်ထွက်ခဲ့လုံးဆိုတော့သူကဒီခွန်နောက်ပိတ်တစ်လုံးမကြားရတဲ့အကြောင်းရင်းကဒီ298ကိုနောက်နှစ်မှာသူက289ဆိုပြီးပြန်ထောင်းတာအပေါ်မှာထောင်းလို့ဒီ298ကျတော့သူက289လို့နောက်နှစ်မှာမထောင်းထားဘူးခွန်နောက်ပိတ်လည်းမဟုတ်ဘူးအဲ့ဒီကောင်ကတစ်မျိုးဇယိုက်တစ်မျိုးနဲ့ကစားတာဒီမှာကျတော့ဒီ298ကျတော့သူ့တော့မှာဒါကြတော့သူကနှစ်ကတ်က6လေးနှစ်လို့ဗရိတ်နှစ်တည်တာဒီနှစ်ကတ်ကျတော့တစ်မျိုးတစ်ပုံပြန်ချိတ်ဆက်တာအဲ့ဒီကောင်လည်းကျွန်တော်နောက်ကြုံရင်တင်ပေးမယ်ဒီမှာကျတော့3ကတ်အမြင်နဲ့ကြည့်ရင်ဗရိတ်တိုင်းပဲယူရတယ်သူ့နောက်မှာ6ပါတော့ဗရိတ်နှစ်သူ့ထောက်မှာနော်အဲ့တော့သူကခွန်နောက်ပိတ်တစ်လုံးနဲ့တည်တာအဲ့ဒီကနေ့နောက်နှစ်ကိုထွက်တယ်မထွက်ခင်ကသူကဒီ298ကိုအဲ့ဒီနှစ်ထဲမှာနှစ်ကတ်ပဲရှိတာ298ကိုခါထောင်းတယ်289လို့ထွက်ခဲ့တာအဲ့တော့289လို့ထွက်ခဲ့ပြီးရတယ်သူ့ရဲ့တပင်2ပင်3ပင်ဇောင်းတက်တော့666ကနန်းတူကနန်းအဲ့တော့ तू ကလေဒီ289ကနေဇောင်းတပင်2ပင်3ပင်တက်တော့666လိုက်မလားကနန်းတူကနန်းနော်ကနန်းတူကနန်းအဲ့ဒါဆိုရင်အဲ့ဒီ666ဘယ်ရလာတော့ဆိုတော့ရှေ့1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်ကဒီ666 696 3ခွန်6လို့ထိတ်သုံးလုံးထောင်ပြီးတော့ချုပ်ပြီးတော့696ကနန်းတူကနန်းကြာထားတာအဲ့ဒီကနန်းကနောက်1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်ကိုလိုက်ထွက်တော့ဒီ289ထောင်တဲ့ frame မှာ289နဲ့အထောင်နဲ့လိုက်ထွက်တာအဲ့လိုလိုက်ထွက်တယ်အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာရှေ့9နှစ်မြောက်က3ခွန်6ဆိုတဲ့ကနန်းကဒီမှာလိုက်ထွက်ပြီသူက1 2 3 4 5ဒီမှာလိုက်ထွက်မယ်289လို့ခါထောင်ပြီးမှအဲ့ဒီမှာကျွန်တော်ကလိုက်ထွက်မယ်666ပေါ့နော်ဘာလို့ဆိုတော့ तू ကဒီကျို့ဒီ3ခွန်6လို့ထွက်တဲ့666ကနောက်9နှစ်မြောက်မှာထွက်တာဒီမှာကျတော့ तू ကဇယိုက်2မျိုးနဲ့လှုပ်သွားနိုင်တယ်နော်ကို3ခွန်6လို့ထောင်တဲ့ကောင်ကနောက်9နှစ်မြောက်ကိုထွက်တာဒါပေမဲ့ရှင်းနှစ်ထဲမှာထွက်ထားတယ်ကြိုထွက်တယ်လို့လည်းပြောလို့ရတယ်တခါလေကျတော့ तू ကစီကြောတစ်ခုတည်းနဲ့နှစ်ဖက်ခွာထိုင်ထားတဲ့ပုံစံတွေလှုပ်တယ်နော် तू ကဒီဘောင်းဆိုတော့ဟိုဘက်ကူဒီဘက်ကူနဲ့ဒီမှာကျတော့9နှစ်မြောက်ကို तू ကရှိ686လို့ထောင်ပြီးမှလိုက်ထွက်ထားတယ်ဒီမှာကျတော့4နှစ်မြောက်မှာပဲ686ဆိုပြီးကြိုထွက်တယ်လို့လည်းပြောလို့ရတယ်ဒါသူ့ဖရိန်ရကတခါလေကျတော့ तू ကဇောင်းထိုးတာတွေကနောက်နှစ်မှာသွားထိုးလို့ပုံစံနေနဲ့လေအဲ့ဒါကိုတာဝန်ကျေပြီးလို့တော့ပြောလို့မရဘူး तू တခါလေကျတော့ထပ်ထွက်ရင်ထွက်တာနော် तू 9နှစ်မြောက်ကိုအမှ289လို့ထောင်ပြီးမှဒါမျိုးကြရင်တအားလုတ်တက်လို့ဒီနေရာမှာ666ဆိုပြီးတော့ကနန်းတူကနန်းနဲ့ तू လုတ်သွားအောင်မယ်ပေါ့နော်အဲ့ဒါလေးတစ်ခွက်ကိုကျွန်တော်တင်ပေးခြင်းဖြစ်တယ်
ကိုထိတ်ကိုဘာလို့ရွေးရလဲဆိုတော့ကလင်နာမှာ2-2ကိုလို့နှစ်ကွက်ပဲဒဲထွက်သေးတယ်ပေါ့နော်အဲ့တော့ तू ကနေ1 2 3 4 5 1 2 3 4 5အဲ့2-2 9နဲ့အချိန်ကိုက်ကိုသွားလိုက်တဲ့အော် sorry နော်အချိန်ကိုက်6-6လေးဒီ2-2 9များ तू ကနေအချိန်ကိုက်ကို2-2 9ဆိုပြီးဒီလိုများဇောင်းခတ်ပြင်မလားဘာကြောင့်လဲဆိုတော့ဒီ2-2 9ကနေ1 2 3 4 5 6ခုနှစ်ပင်ဇောင်းတန်းတန်းတပွဲကြော်လိုက်တာနဲ့6 3နှစ်အဲ့ဒီ6 3နှစ်ဟာရှေ့1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်ဒီကောင်က9နှစ်မြောက်ကအကွက်ရှိမဟုတ်သေးဘူးအဲ့တော့မဟုတ်သေးဘူးဆိုရင်ဒီကနန်းလောက်ပြီသူကအချိန်ကိုက်ပေါ့နော်ရှေ့တစ်နှစ်ကျော်ကကနန်းတစ်နှစ်ကျော်ကကနန်းထည့်သွားတာအဲ့ဒါဆိုရင်ဒီ2နှစ်9နဲ့အချိန်ကိုက်ပေါ့နော်သူကနေတပင်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်6နှစ်ဇန်ဇန်တက်လိုက်တာနဲ့ तू ကနေ2နှစ်ကျော်လိုက်မျက်နှာချင်းဆိုင်မှာ9နှစ်လေးရ8တစ်နှစ်ကျော်ကနန်းသူ့အောင်မှာ तू ကအဲ့လို8တစ်နှစ်ကျော်ကနန်းကစားပြီးရတယ်ကနန်းတူကနန်း6 4 6ကြောက်ရတယ်နော်9နှစ်နဲ့လို့များစောင်းသွားမလားနော်2နှစ်6လို့များစောင်းသွားမလားအဲ့ဒါဆိုဒီမှာ2နှစ်6ကဒဲထွက်တာ2ကွက်ရှိတယ်ဒီ2ကွက်ပဲရှိသေးတာ1 2 3 4 5 6နှစ်ပင်ကြော်လိုက်တာနဲ့ဟာဒီ6နှစ်6ဟာရှေ့တစ်နှစ်ကျော်ကခဏဖြစ်တယ်။သောနာကျွန်တော်အထောက်ရှိတယ်နော်ကျွန်တော်မေ့လာလားဒီနားမှာကက်ရက်ကက်ခွေနဲ့နော်ရှေ့တစ်နှစ်ကျော်ကခဏထည့်သွားတာအဲ့လိုလိုထည့်ပြီးရတယ်သူကဒီမှာနှစ်ပိတ်လို့နှစ်ပိတ်နှစ်ခါဆိုထည့်ထားတော့ဒီမှာ6ထည့်ဝင်ပြီးတော့ဒီ2နှစ်6နဲ့အချိန်ကိုင်းမှာ6နှစ်6ကရှေ့တစ်နှစ်ကျော်ကခဏခုံနှစ်လေးနဲ့ပုံတန်သူကစားပြီးတော့ဒီ2နှစ်6ပြန်ဖြီတဲ့အနေနဲ့2နှစ်6ဆိုပြီးဒီလိုစောင်းသွားမလားအဲ့တော့ဒီကောင်ကလည်းရှေ့တစ်နှစ်ကျော်ကနန်းကစားပြန်တယ်ဒီမှာ2နှစ်ကလာဆောင်ထားတဲ့အတွက်2နှစ်6ဆိုပြီးဒီမှာ6ထိတ်နဲ့စောင်းသွားမလားအဲ့ဒါဆိုရင်ကျွန်တော်တို့က6ထိတ်ရသွားပြီဟုတ်လား6ထိတ်ရသွားပြီဆိုရင်ဒီနေရာမှာသူကနန်းတူကနန်းနဲ့ပြန်ချုပ်သွားရင်6 4 6တကွဲကြောက်ရတယ်ပေါ့နော်အဲ့တော့ရှင်နေတာကကနန်းတူကနန်းဆိုရင်ကျွန်တော်တို့က6 4 6 6 4တဲ့အား6ထိတ်နဲ့တင်ထိုးမှာပေါ့နော်ဒါကကနန်းတူကနန်းဆိုရင်6 4 6အဲ့6 4 6ကလည်းမွေးကနန်းဆိုင်ရှိတယ်နော်6 4 6ကလည်း6 6 4ရလည်းမွေးကနန်းဆိုင်ရှိတယ်ဟုတ်လားအဲ့ဒီတော့ထိုးခြင်းရင်ဒီ6 6 6ရဲ့6 4 6 6 6 4ရဲ့ကိုကစားလို့ရတယ်ဒီ6 6နှစ်နဲ့ဘာလို့ဆိုတော့ဒီမှာသူကဒီ2နှစ်6နဲ့အချိန်ကိုင်းမှာသူကဒီ9နှစ်လေးရ8နှစ်ကျော်ကနန်းပြီးတာနဲ့ဒီ2နှစ်6လို့စောင်းတာနဲ့ဒီကနန်းကအပေါ်ကပြန်ကြသူအဲ့လောက်ကြီးရှိဆက်ပေးပါမလားကြံကြကြည့်လို့ရတယ်ဒီလိုဟာတွေကကျွန်တော်အများဆုံးကြုံရတာကသူကကနန်းပါမလာဘူးအကွက်ရွှေဆိုင်ပါလာရင်ကနန်းကပါတာကနေတယ်ပေါ့နော်မပေးဘူးမဟုတ်ဘူးအများစုနဲ့အ ਨੇ စုမှာရွေးရင်သူကတစ်မျိုးကိုပေးတယ်ဗျာဥပမာပြန်ကြဆိုရင်ဒီလိုမျိုး6ထိပ်စီးမှာပေးခဲ့ရင်ပြန်ကြဆိုရင်သူကအော်ဂနန်းကြီးမိဘူးကလွဲသွားပြီလွဲသွားတဲ့အတွက်ဆိုရင်ဒိုင်ကွဲတော့မှာဟုတ်လားချဲစုတာကဒိုင်ကွဲတဲ့ဆိုတော့တိတ်နေတယ်ပေါ့ကိုကအဲ့တော့ तू ကအယူကွက်နဲ့ပြန်လိုက်မှရတယ်ဒီနေရာမှာကျွန်တော်တို့ကထိတ်စီးယူမလားပေးခဲ့ရင်ပေါ့နော်ထိတ်စီးယူမယ်ဆိုရင်ပြန်ကြအောင်မှလုပ်မယ်ဆိုရင်4 9 6ပြန်ကြခဲ့တာအဲ့ဆိုရင်ကျွန်တော်တို့ကဒီနေရာမှာဒီ2နှစ်6နဲ့အချိန်ကိုင်းမှာရှေ့တစ်နှစ်ကျော်ကနန်းလဲကစားသွားပြီဒီ2နှစ်6လို့များဆောင်းခဲ့ရင်ပြန်ကြယူရင်ဒီ2ကွက်ပဲထိုးရတော့မှာ4ကွက်ပဲ6ခုနှစ်အဲ့လောက် तू ကလွယ်ပါမလားပေးပါမလားကျွန်တော်တို့ကသုံးသပ်ရမှာပေါ့နော်မပေးတာတွေလည်းပေးတာတွေလည်းရှိတယ်လို့မပေးတာတွေလည်းရှိတာပေါ့ဒါပေမဲ့ကျွန်တော် 3D လေ့လာတဲ့ကာလတစ်လျှောက်လုံးတော့ဒီလိုဟာတွေကခံလဲခံခဲ့ဘူးပြီးအများစုကကနန်းအထိုင်ပေးရင်သူကအကွက်ရွှေဆိုင်နေပေးဖို့ပြက်တက်တယ်အကွက်ရွှေဆိုင်ပေးရင်အထိုင်တွေကလွဲတယ်အဲ့လိုမျိုးကအများစုကြုံရတာပေါ့နော်ကြုံရတော့ကြတော့အများစုဘက်ကိုပဲကိုကလိုက်တယ်အ ਨੇ စုဘက်ကိုကိုကလွတ်လိုက်တယ်ပေါ့ဟုတ်လားအဲ့တော့ကိုကြိုက်တယ်လို့ညံရှူလို့ရတယ်ဒီတပွဲကိုသူက6ထိတ်ကြိုက်တယ်ဆိုရင်6ထိတ်ကြိုက်ရင်ထိုးလို့ရတယ်နော်6ထိတ်ဟုတ်လားအဲ့တော့ဒါ2ကပ်ပဲရှိတယ်2နှစ်6နဲ့အချိန်တိုင်းမှာထိုးခြင်းသူကပြန်ကြမှာထိုးခြင်း6 6နှစ်6နှစ်6ကိုတင်ထိုးပေါ့ဟုတ်လားအာရန်လိုက်ပေါ့ဒါမှမဟုတ်ရင်ကျွန်တော်တင်ပေးတဲ့6 6 6နဲ့6 4 6ကနန်းတူကနန်းဆိုရင်6 4 6လည်းမတည်ဘူးလို့ပြောလို့မရဘူးတဲသွားနိုင်တယ်
ကိုလေး6ကကျွန်တော်ဒီထဲမှာမှတ်စုထဲမှာရေးထားတာရှိတယ်ရေးထားတာကိုလေး6ကဒီနေ့မှာကျွန်တော်ရေးထားတယ်ဗျာလိုတဲ့အချိန်ထုတ်ရိုက်မလို့ရှင်းရှင်းပြောရင်တော့ဒါကတလိုက်ဒီနေ့လေးကွက်ထဲကတဲ့ကြလာတဲ့ထောက်ချုပ်ယူဆရမှာပေါ့နော်ဒါကချောင်းမယ်ဟာဒါကလည်းတလိုက်နှစ်ခုရှစ်ထွက်ဆိုင်ရှိတယ်345ထွက်ဆိုင်ရှိတယ်281ထွက်ဆိုင်ရှိတယ်2ခွန်အားထွက်ဆိုင်ရှိတယ်အဲ့ဒီကမှကျွန်တော်တို့ထွက်ရမှာအဲ့ဒီကမှတကွက်လောက်ထွက်သွားပြီဆိုရင်တော့ဒီကောင်ကိုလက်လွတ်ပေါ့သူကဒါဟိုမွေးကနန်းစိုက်ကလေးတွေဟုတ်လားဒါနွားကြောင်သားအတွေးလေးတွေအဲ့တော့ဒီဥစ္စာကတအုပ်စုအဲ့တော့ဒီ၄ခွက်တအုပ်စုဒီတည်းကတကွက်2ကွက်ထွက်ရင်နားလို့ရပြီဟုတ်လားအကုန်လုံးလည်းမထွက်နိုင်ဘူးအဲ့၄ခွက်ထဲကကျွန်တော်အတွေ့အကြုံရကအဲ့လိုလိုက်အဲ့ဒါလေးတွေကစိုက်ကလေးတွေနောက်ကျရင်ပြသွားမယ်ကြံသေးတယ်ကျွန်တော်အမှန်96နေနေအောင်ဘယ်နှရေးမိမှမသိဘူးဖြစ်နေတာဖြစ်သွားတာဒါတွေကလည်းတအုပ်စုတွေ388 931 930အာတွေကမွေးတွေကသူက line တစ်ခုပဲစောင့်ကြည့်တယ်နော်ဒီမှာကလည်း933 361ကလည်း line တစ်ခုပဲစောင့်ကြည့်တယ်နော်ဒါကမွေးကနန်းလေးတွေဒါလေးတွေဒါကခွန်ဘူးကဒီနှစ်နောက်ဘူးကိုအဓိကဦးစားပေးပြီးမွေးပြီးမှအာရန်28ခွက်ဒါကလည်းချောင်းရမယ်ဟာတွေဟုတ်လားဘာလို့ဆိုတော့ကျွန်တော်တို့ကဒါလေးတွေမှတ်ထားပြီးကိုအကွက်ရွှေဆိုင်ထဲဝင်လာတဲ့ဟိုကီးလုံးဝဗရိတ်တွေနဲ့ညှိလာပြီဆိုရင်ကျွန်တော်တို့ကဒီကနန်းတွေကပြန်ပြီးညှိရတော့မှာဒီကောင်ကတလိုက်ခွန်30နဲ့289ကတလိုက်မွေး859နဲ့924ကတလိုက်မွေး462ကတလိုက်မွေးအဲ့ဒါပေါ့နော်အကုန်လုံးတော့သူကထွက်လာမှာမဟုတ်ဘူးတို့ပေမဲ့ဒါလေးတွေက screenshot ရိုက်ယူထားကျွန်တော်လိုအပ်တဲ့ချိန်မှပါမှာထုတ်သုံးမှာဖြစ်တဲ့အတွက်ကြောင့်မှတ်ထားတာမေ့မှာဆိုလို့မေ့သွားလို့ဝမ်ချင်းမပြသေးဘူးလားဝမ်ချင်းကကျွန်တော်ကဒါ screenshot လေးမှတ်ထားပေါ့နော်အကုန်လုံးလည်းမထွက်နိုင်ဘူးနော်ဥပမာဒီတလိုင်းဆိုရင်ဒီတည်းကတကွက်လောက်ထွက်ရင်လက်လွှတ်ရင်လှုပ်လိုက်ဗျာ388 3မဟုတ်931 390အားအဲ့3ကွက်ထဲကတကွက်ထွက်ရင်အဲ့လိုင်းကလှုပ်လိမ့်ပြီပေါ့နော်ဒီမှာကြလဲဒီတိုင်း953နဲ့361မှာလဲတကွက်လောက်ထွက်ရင်လွတ်တယ်ပြီပေါ့ဟုတ်လားဒီမှာကလည်းကျွန်တော်တို့ကခွန်30နဲ့28ကိုတကွက်လောက်ထွက်လာရင်ဒီတလိုင်းအောင်လွတ်မယ်859နဲ့9နှစ်လေးထွက်ရင်ဒီနှစ်ကွက်ထဲကတကွက်ထွက်လာရင်လွတ်မယ်462နဲ့တကွက်မွေးဟုတ်လားအဲ့တော့ဝမ်ချင်းကကျွန်တော်ချက်ထွက်ဖို့2ရက်လူလောက်ကိုတင်ပေးမှာဖြစ်ပါတယ်နော်တင်ပေးမှာဖြစ်ပါတယ်အဲ့ဒါစောင့်ကြည့်ပါကျွန်တော်အားလုံးတိုက်လိုက်ပြီးတော့ချိန်နေလို့ပါနော်ချိန်နေလို့ပါကဲဒီနေ့ညတော့ကျွန်တော်တို့ဒါ6ထိတ်နဲ့666နဲ့646ကနန်းတူကနန်းနှစ်ခုအဓိကတင်ပေးလိုက်တယ်ပြန်ကြကြိုက်တယ်ဆိုရင်တော့ပြန်ကြကြိုက်တဲ့မိတ်ဆွေတွေကတော့ပြီးခဲ့တဲ့ဘွေကကျွန်တော်ရဲ့တပတ်တာအကြိုက်ဆုံး96000ရွေးပေးခဲ့တယ်960မထုတ်တာပဲဒီနှစ်ကြိမ်မှာအကြိုက်ဆုံးကနန်းနေ9ကို1ကြိမ်ဆို960ကို6ခုနှစ်ကိုပြခွန်ချင်းခေါင်းလေးကိုပြခဲ့တယ်တို့ပေမဲ့သူက662နှစ်ပတ်လည်းလောက်သွားတယ်နော်6နှစ်ကိုလောက်သွားတယ်အဲ့တော့ဒါကပြီးခဲ့တဲ့2ကြိမ်က3ကြိမ်မှလည်းကျွန်တော်ဒီလိုမျိုးတင်ပေးအောင်မယ်နော်3ကြိမ်မှလည်းဒီထက်ကောက်ကိုကြိုက်တာကိုကစားလို့ရတယ်1ကြိမ်ရထားပြီဖြစ်တဲ့အတွက်ကြောင့်ဒါဒီကနန်းတွေကကျွန်တော်ပြီးခဲ့တဲ့ဘွဲက9ခုနှစ်1ကြိမ်ကိုကျွန်တော်ကနန်း1ကြိမ်နေအားလုံးစုထည့်ထားတာဖြစ်တယ်ကိုဟဲရီမင်္ဂလာပါကိုမင်္ဂလာပါကိုလေးတစ်လာရမလားပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီတပွဲမှာကျွန်တော်တင်ပေးတဲ့1ချိန်မှန်ခဲ့ရင်လာမယ့်ပွဲကထုတ်ပြီးတော့ပြင်းဖို့ပဲလို့တော့တယ်ဟုတ်လားလာမယ့်ပွဲကရှိပြီးသား4ချိန်မှရှိပြီးသား3ချိန်မှကျွန်တော်တင်ပေးတဲ့1ချိန်မှန်ခဲ့ရင်4ချိန်မှလည်းရှိပြီးသားအဲ့တော့ဒါက2ချိန်လုံးပါနော်2ချိန်လုံးက3ချိန်မှလည်းကျွန်တော်ဒါမျိုးလေးတင်ပေးအောင်မယ်နော်တင်ပေးအောင်မယ်ကျွန်တော် YouTube channel မှာတင်ထားတယ်ရှိတယ် site မှာတင်ထားဘူးဘာလို့ဆိုဗီဒီယိုဖိုင်ရရမှာနဲ့ကျွန်တော်ချက်ကြည့်ရတာနဲ့ Facebook ကလည်းဆိုတော့YouTube channel ကလောလောဆယ်မသုံးပြသေးဘူး Facebook အကောင့်ကြမှာပဲသုံးပြဖို့ရှိတယ်ကျွန်တော် YouTube channel ရဲ့အဆက်အသွယ်မပြတ်ချင်လောက်ထားလို့ subscribe လုပ်ထားလို့ရတယ်ဘာလို့အခုကကျွန်တော်က YouTube channel ရ YouTube ပေးနေရလည်းရှိတာဟုတ်နော်အတူတူပဲလေတိတ်တော့မကွာဘူးဟုတ်လားတိတ်တော့မကွာဘူးဆိုတော့ 3D ကလင်နာတီးတန်တော့ဘာတော့တင်နေတာပဲတင်နေတယ်ဆိုတော့ကျွန်တော်လည်း YouTube channel အဲ့လောက်မဖြစ်တော့ဘူး Facebook မှာပဲအားပြုတော့တယ်ဟုတ်လားဗီဒီယိုဖိုင်ရရတာတွေကအချိန်မပေးနိုင်ဘူးအချိန်တစ်ခုပေးရတာဗျာကိုက Facebook ပဲလဲလှည့်ဟို YouTube channel ပဲလဲလှည့်ချဲရလဲတပတ်ပေါက်ကနန်းရှာခြင်းတယ်ဟုတ်လား site ကိုပြလိုက်ရင်တော့ရတာပေါ့ဟုတ်လားဒါပေမဲ့ကိုကတွေးခေါ်ရတယ်ကျွန်တော်ကအတွေးသမားနဲ့အတွေးသမားဆိုတော့အတွေးလိုက်နဲ့သွားတာကဲလက်မလေးတွေအသေးလေးတွေပေးပါအောင်ဗျာ
လက်မလေးတွေအသေးလေးတွေကွန်မန့်လေးတွေ like လေးတွေများရင်ကျွန်တော်ချက်တော့ဖို့2ရက်လို့ဆော့ဆော့ဖြစ်ရင်လည်းဖြစ်မယ်ဝမ်းချင်းတင်ပေးမယ်နေရင်တော့မတင်ပေးတော့ဘူးလို့ဆုံးဖြတ်ထားတယ်ကဲအဲ့တော့တောင်းဆိုတဲ့လူများရင်ကျွန်တော်တင်ပေးမယ်ဝမ်းချင်းကွန်မန့်လေးတွေဖတ်မယ်အေးပါညီလေးရပါတယ်မင်းရတယ် Jasmine လေးအဲ့တော့ဝမ်းချင်းကိုတောင်းဆိုတဲ့လူများရင်ကျွန်တော်ဒီဘက်ကိုတင်ပေးမယ်တောင်းဆိုတဲ့လူနေရင်တော့ကျွန်တော်မှန်ပါမှာပဲပြတော့မှာပေါ့ဗျာဟုတ်လားအဲ့တော့ like လေး comment လေး like and share လေးနဲ့အဟုတ်ပြီဗျာကျေးဇူးပါပဲအခုပို့လဲရပါတယ်ကိုရေး Messenger မှာပို့ထားလိုက်ကျွန်တော် YouTube channel ကအောင်လေအင်္ဂလိပ်လိုအောင်နောက်မှာမြန်မာလိုအောင်ထိုင် 3D လိုရေးထားတယ်ဒီ Facebook ရဲ့ profile ပုံနဲ့ပဲဒါကျွန်တော် YouTube channel ပဲ YouTube channel မှာကျွန်တော်ခွန်အပူးခွာလည်းတင်ပေးထားတယ်ဒီနေ့ထဲမှာ3ကိုအတွဲလို့လာရင်3ချိန်4ချိန်လောက်လာနိုင်တယ်အဲ့ဒါလေးလည်းတင်ပေးထားတယ် site တွေကတော့ကျွန်တော်ဒီဘက်မှာကြုံရင်ကြုံလို့ပြသွားမယ်လောလောဆယ် YouTube မှာကျွန်တော်တင်ချိန်မရှိသေးဘူးအခု Facebook တော့နည်းနေသေးတာဘာလို့ဆိုအောင်ကိုအောင်ရမယ်ဆိုတော့ member အောင်ကိုအောင်ရမယ်ဆိုတော့ဥဒီကျနဲ့ရှာနေတာကိုကတော့ယုံကြည်မှုအပြည့်ပေါ့ဗျာအပိုင်တော့မဟုတ်ဘူးဟုတ်လားဒီ Messenger မှာ highlight ပါကိုရေးနော်အခုချိန်ကနေနှစ်ကုန်ထိက3,800ပါနော်စဝင်တဲ့နှစ်တော့ဈေးများမယ်လို့ထင်ရမယ်လူဟောင်းဖြစ်သွားရင်တော့နည်းတယ်ဒီ2020ကတော့မပါအနေနဲ့များတော့မအောင်တဲ့နှစ်တော့မရှိသေးဘူးပေါ့နော်အပိုင်လို့တော့မဟုတ်ဘူးနော်ဒီ2020ကတည်းကကျွန်တော် live မောက်စတက်တယ်တစ်ချိန်စားတော့1000ခွဲထိုင်းကနေဆိုရင်ဘတ်150 3ချိန်ကိုဘတ်400မြန်မာပြည်ကဆိုရင်4000ပေါ့နော်အခုဒီနှစ်မှာဒီ2026တနှစ်စကဆိုရင်လူသစ်ဆို2သိန်းလူဟောင်းဆို3သိန်း1000ပဲယူတာအဲ့ဆိုရင်သဘောတရားနားလဲမှာပေါ့နော်လူသစ်ကတော့ဆဆဝင်ချင်းစီများသလိုဖြစ်ပါတယ်နော်ဒါကတော့ကိုယ့်ဘောအနာခံတာတစ်ခါနာခံကိုကအဲ့လိုမျိုးပေါ့နော်အနစ်နာခံတယ်ဆိုရင်ကိုကရေရှည်မှာရောက်ရင်ကလင်နာဘိုးလောက်ဖြစ်သွားတာမစင်ကြမှာဟိုင်းထားလိုက်ပါကိုကြီးနော်နံပါတ်ဝင်ချင်းထိုင်းရနေဆိုရင်တနစ်စာဘတ်1800ပေါ့နော်ဒီ2026တနစ်စာပေါ့နှစ်ကုန်ထိပေါ့ကဲအားလုံးမင်္ဂလာပါကျွန်တော်နီးဝိုင်းချင်းဆိုင်လေးတင်ပေးပါမယ်ဗျလိုက်ကလေးတွေအသေးလေးတွေလက်မလေးနှိပ်ပါအောင်အဲ့ဒါများရင်တော့ကျွန်တော်တင်ပေးမယ်နင်းရင်တော့တောင်းဆိုတာနင်းရင်တော့ဝိုင်းချင်းကိုတောင်းဆိုတာနင်းရင်တော့မတင်တော့ဘူးနံပါတ်မှာပဲကျွန်တော်အဓိကအပြူလိုက်တော့မယ်လိုက်လေးတွေအသေးလေးတွေနင်းနေတယ်လို့ပဲကျဲနေတယ်တောင်းဆိုတဲ့လူများရင်ကျွန်တော်တင်ပေးပါမယ်နော်ကဲ comment လေးတွေမှတ်ထားပေါ့ကျွန်တော် line ဆင်းလည်းမှတ်လို့ရပါတယ်